လူတွေကိုကျေးဇူးတင်စကားပြောကြပေးပါကျွန်တော်လူတော်တော်များများကိုဒီမေးခွန်းမေးကြည့်ဘူးပါတယ်သူတို့ချစ်ရတဲ့သူတွေကိုချစ်တဲ့အကြောင်းဘယ်နှကြိမ်များပြောပြဖို့တလဲလို့ပါတော်တော်များများကအကြိမ်မများဘူးလို့ပြောကြပါတယ်ဘယ်နှကြိမ်လဲဆိုတာတိတိကျကျပြောပါဆိုတော့တချို့ကအဲ့ဒီစကားမျိုးတစ်ခါမှမပြောဘူးလို့ဝန်ခံကြတယ်တခါနောက်လူတစုကိုသူတို့ဟာတခြားသူတွေစီကလှည့်လှည့်လဲလဲချစ်ကြောင်းသဘောကျကြောင်းပြောတာကိုဘယ်နှကြိမ်များခံယူရဘူးတလဲလို့မေးကြည့်ပြန်တယ်သူတို့ရဲ့အဖြေတွေကတော့ကျမတို့လင်မယားဖြစ်ပြီးတဲ့ကသူတခါမှမပြောတော့ဘူးရှင်ကျမတို့အခုအသက်ကြီးပါပြီသူစီကချစ်ချောင်းပြောတဲ့စကားကိုတခါမှမကြားဘူးပါဘူးရှာရှာပပပါပဲရှင်သူတို့ကြားခြင်းတဲ့စကားကိုမကြားကြရပါဘူးတဲ့လူတွေဟာသူများတွေကိုချစ်ချောင်းနှစ်သက်ချောင်းသဘောကျချောင်းကိုပါဇက်ကထုတ်ဖို့မပြောပြရတဲ့အကြောင်းတွေအများကြီးရှိမှာပါတချို့ကအဲ့ဒီလိုမလုပ်ရတဲ့အကြောင်းကိုအခုလိုဆင်ခြင်ပေးကြတယ်သူ့ကိုချစ်ချောင်းပြောပြစရာမလိုဘူးလေသူ့စိတ်ထဲကအလိုလိုသိနေတာပဲဟာကျိုးသူ့ကိုအရန်ချစ်တယ်ဒါပေမဲ့ချစ်တယ်လို့ပါဇက်ကထုတ်ပြောရမှာတော့ရှက်တယ်ဗျတခါကျွန်တော်ကအပြောခံရသူတွေကိုသူတို့ကိုချစ်ကြောင်းသဘောကျကြောင်းအပြောခံစေချင်သလားလို့မေးကြည့်လိုက်တော့10ယောက်မှာ9ယောက်ကသိကြချင်တာဘောလို့ဖြေကြတယ်အချစ်မရှိလို့ပဲဖြစ်ဖြစ်ရှက်လို့ပဲဖြစ်ဖြစ်တခြားအကြောင်းရှိလို့ပဲဖြစ်ဖြစ်သူများတွေကိုချစ်ကြောင်းသဘောကျကြောင်းမပြောတာကိုထားလိုက်ပါအောင်မိတ်ဆွေအနေနဲ့တခြားသူတွေကိုတန်မိုးထားကြောင်းကျေးဇူးတင်ကြောင်းကိုပြောဖို့ပါသလားမပြောဘူးသေးဘူးဆိုရင်အခုချိန်ကစပြီးသူတို့တွေကိုပြောဖို့စတင်လိုက်ပါကျွန်တော်ဘာကြောင့်အခုလိုတိုက်တွန်းရတယ်လဲဆိုတာကိုရှင်းပြပါမယ်တစုံတယောက်ကိုချစ်တယ်သဘောကျတယ်တန်မိုးထားတယ်ကျေးဇူးတင်တယ်လို့ပြောလိုက်ခြင်းဟာမိမိရဲ့အကျဉ်းသားမြတ်တာကိုထုတ်ဖော်ပြလိုက်ခြင်းပါအဲ့ဒါတွေကိုလုပ်ပေးလို့အကျင့်ရသွားရင်အထူးအထွေအားစိုက်ထုတ်စရာမလိုတော့ပဲကျေးဇူးတင်တဲ့စကားတွေကိုအလိုလိုနေပြောမိပါလိမ့်မယ်ကျေးဇူးတင်စကားကိုကြားလို့တစ်ဖက်သားမှာဘလောက်ပျော်သွားလဲဆိုတာကိုမိတ်ဆွေတွေ့မြင်အံ့ဩသွားပါလိမ့်မယ်တမနက်ခင်းမှာကျွန်တော်ဟာအိမ်နာကကုံစုံဆိုင်တစ်ခုမှဝင်ပြီးပစ္စည်းလေးတွေဝယ်နေတယ်ပစ္စည်းလေးတွေအတွက်ငွေပေးရှေ့ဖို့ငွေသိန်းကောင်တာကိုတွားလိုက်တယ်ကောင်တာကိုရောက်တော့ဈေးဝယ်သူအမျိုးသမီးကြီးဟာငွေလက်ခံတဲ့စီးရီးမလေးကိုအကြီးအကျယ်အော်ဟစ်ကျိန်းမောင်းနေရကိုတွေ့လိုက်တယ်ဘာကြောင့်ကျိန်းမောင်းနေရလဲဆိုတာတော့ကျွန်တော်မသိပါဘူးအတန်ကြာမှအမျိုးသမီးကြီးဟာမောသွားလို့ထင်တယ်ကျိန်းမောင်းနေတာကိုရက်ပြီးတော့ကောင်တာကနေစောင်းကြီးအောင်ကြီးနဲ့ပြန်ထွက်သွားတယ်ကျွန်တော်ကဝယ်ထားတဲ့ပစ္စည်းတွေထည့်ထားတဲ့ချင်းတောင်းကိုကောင်တာပေါ်မှာတင်ပေးလိုက်ရင်စီးရီးမလေးကိုအခုလိုပြောလိုက်တယ်ငါမင်းရဲ့ဈေးဝယ်သူကိုတီးခိုင်ပြီးဆက်ဆံတာကိုတိတ်သဘောကျတယ်ငါမင်းကိုချီးကျူးပါတယ်လို့ပြောလိုက်ပါတယ်စည်ရင်မလေးဟာကျွန်တော်ကိုတိတ်တိတ်ချာချာတစ်ချက်ဆူးဆိုင်ကြည့်လိုက်ပြီးအခုလိုပြန်ပြောတယ်အခုလိုပြောပြရကျေးဇူးတင်ပါတယ်ရှင်သိလားဒီတစ်နေ့လုံးဈေးဝယ်သူတွေမှာကျမကိုချီးကျူးစကားပြောပေးရဆိုလို့ရှင်တယောက်ပဲရှိပါသေးတယ်တဲ့ကျွန်တော်သူ့ကိုချီးကျူးကြောင်းပြောလိုက်တာစက္ကန့်ပိုင်းလေးပဲကြာပါတယ်ဒါပေမဲ့သူ့မျက်နှာပေါ်မှာကျဉ်နဲ့ပီတီဖြစ်နေတာကိုကြည့်ပြီးသူဟာအဲ့ဒီနေ့တစ်နေ့လုံးပျော်ရွှင်နေလိမ့်မယ်လို့ကျွန်တော်ခံမှန်းမိပါတယ်မိတ်ဆွေလုံတင်နာကတစုံတယောက်ကိုချစ်ကြောင်းသဘောကျကြောင်းတန်မိုးထားကြောင်းချီးကျူးကြောင်းနေ့စဉ်ပြောပေးပါအဲ့ဒါဆိုရင်မိတ်ဆွေစိတ်ချမ်းသာမှာဖြစ်တယ်လို့တစ်ဖက်သားမှလည်းစိတ်ချမ်းသာပါလိမ့်မယ်မိတ်ဆွေမှာအဲ့ဒီလိုပြောပေးရမယ့်သူမရှိဘူးလို့မပြောလိုက်ပါနဲ့တကယ်ရှာရင်အနားမှာရှိနေတတ်ပါတယ်အားလုံးပဲမိမိရဲ့အနီးနားမှာပဲဖြစ်ဖြစ်အဝေးမှာပဲဖြစ်ဖြစ်ဒစိမ့်ပဲဖြစ်ဖြစ်မိသားစုပဲဖြစ်ဖြစ်အတက်နာရဲဆုံးကိုချစ်တဲ့ဟာလေးတွေကိုချစ်ကြောင်းလေးချီးကျူးစကားလေးတွေပြောပေးရင်လည်းပိုကောင်းတဲ့ပတ်ဝန်းကျင်ကိုတိဆောက်ရအောင်ပါအားလုံးပဲအဆင်ပြေကြပါစေရှင်